အီတလီနိုင်ငံဗီရိုနာမြို့ကဂျူလီယက်ရုပ်တုရဲ့ညာဘက်ရင်သားကိုပွင့်ရင်စစ်မှန်တဲ့အချစ်ကိုရှာတွေ့နိုင်တယ်ဆိုတဲ့ယုံကြည်ချက်ကိုသင်ကြားဖို့ပါသလားရှေ့စပီးယားရဲ့နာမည်ကြီးပစ္စည်းရိုမီယိုနဲ့ဂျူလီယက်ဇာလန်အခြေတီးရဗီရိုနာမြို့ကဂျူလီယက်ရဲ့အိမ်ဂျူလီယက်ဟောက်စ်မှာနှစ်စဉ်ကမ္ဘာလက်ခရီးတဲ့တန်းပေါင်းများစွာဟာဒီထူးဆန်းတဲ့အယူဆအတွက်လာရောက်ကြပါတယ်ခရီးသွားတွေဟာဂျူလီယက်ကြီးရုပ်တုရဲ့ညာဘက်ရင်သားကိုလက်နဲ့ပွက်ပြီးဆူတောင်းရင်အချီကြီးမှာကန်ကောင်းတတ်တယ်လို့ယုံကြည်ကြပါတယ်။ဓာတ်ပုံရိုက်တဲ့အခါမှာလေရင်သားပေါ်လက်တင်ပြီးရိုက်လေရှိကြတာဟာအစင်လာတစ်ခုလို့ထင်နေပါတယ်။ဒီအယူဆကြောင့်ပဲဂျူလီယက်ရုပ်တုရဲ့တစ်ခုလုံးဟာကျင်းညိုရောင်မိန်နေပေမဲ့လူပေါင်းများစွာရဲ့ပုတ်တက်မှုတန်းကြောင့်သူမရဲ့ညာဘက်ရင်သားနေတာလေးကတော့အယောင်တွေပြောင်လက်ပြီးရွှေရောင်တောက်နေပါတယ်။လူပေါင်းထောင်တောင်းကြည့်ပြီးနေ့စဉ်လာရောင်ပုတ်တက်ကြလွန်တာကြောင့်မူလရုပ်တုမှာအကွဲကြောင်းတွေဖြစ်ပေါ်လာပြီးရင်သားနေရာမှာအပေါက်ငယ်လေးတောင်ဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်မူလရုပ်တုပျက်စီးမှာစိုးလို့2014ခုနှစ်မှာပြတ်တိုက်သေးကိုရွှေ့ပြောင်းထိန်းသိမ်းရပါတယ်။အခုလက်ရှိအပြင်မှာခီးသွားတဲ့ပွင့်နေကြတာကတော့ဒေါ်လာ2000နီးပါးအကုန်အကျခံပြီးအသစ်သွန်းလုပ်ထားတဲ့မိတ္တူရုပ်တုသားဖြစ်ပါတယ်။မူလရုပ်တုမဟုတ်ပေမဲ့လေခီးသွားတွေကတော့ယုံယုံကြည်ကြည်နဲ့ဆက်လက်ပွတ်တန်နေကြစေပါ။ဒီလောက်ရဟာအမျိုးသမီးတဦးကိုလေးစားမှုမရှိတဲ့လောက်ရဖြစ်တယ်လို့ဝေဖန်မှုတွေရှိနေပြီးမြဲလေဗီရိုနာမြို့ရဲ့ခီးလုံရန်အထောက်တော့ဒီအယူဆဟာကဘာလိခရီးသည်တွေကိုဆွဲဆောင်နေတဲ့အဓိကအချက်တစ်ခုဖြစ်နေပါတော့လေ